အုံနောက်နဲ့မှတ်ဉဏ်ကိုကောင်းမွန်စေခြင်းလူ6000ကျော်ပါဝင်တဲ့လေးလာဆန်းစစ်မှုတစ်ခုမှာဂျင်ဆင်းကိုပုံမှန်စားသုံးပေးခြင်းကအသက်ကြီးလာတဲ့အခါမှာမှတ်ဉဏ်ရောကြခြင်းကိုအထိုက်လျောက်ကာကွယ်နိုင်တယ်လို့ဆိုပါတယ်။ကိုယ်ခံအားကိုမြင့်တင်ပေးခြင်းဂျင်ဆင်းကိုပုံမှန်စားသုံးပေးမယ်ဆိုရင်2လလောက်နဲ့တင် immune cell လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုကာကွယ်နိုင်တဲ့ဆဲတွေတိတိတတ်တာတိုးပွားလာစေပါတယ်။ erectile dysfunction ကိုသက်သာစေနိုင်ခြင်းဂျင်ဆင်းကအမျိုးသားတွေခံစားရတတ်တဲ့ erectile dysfunction လို့ခေါ်တဲ့လိင်နဲ့မတောင်မနိုင်တဲ့ယောဂကိုလည်းအထိုက်လျောက်သက်သာစေတယ်လို့အချို့ဆေးပညာရှင်မြစ်တွေကဆိုကြပါတယ်။ကင်ဆာကိုကာကွယ်ပေးနိုင်ခြင်းဂျင်ဆင်းမှာ antioxidant တွေပါဝင်တဲ့အတွက် oxidative damage လို့ခေါ်တဲ့ထိခိုက်မှုတွေကိုလျှော့ချနိုင်ပါတယ်။ဒါကြောင့်ကင်ဆာဖြစ်ပွားနိုင်ခြင်းကိုလည်းလျှော့ချနိုင်တာဖြစ်ပါတယ်။ပင်မနှွမ်းနယ်မှုကိုလျှော့ချနိုင်ခြင်းလေးလာဆန်းစစ်မှု155ခုမှာဖော်ပြကြတာကတော့ဂျင်ဆင်းအားဆေးတွေကိုပုံမှန်တောက်သုံးခြင်းကပင်မနှွမ်းနယ်မှုကိုလျှော့ချနိုင်ုံနဲ့မကပဲခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကိုပါတိုးတက်မြင့်မားစေပါတယ်။